It's story time ကလေးတို့ရေအိတ်ချိန်ရောက်နေပြီလေလာမမပုံမြင်ပြောပြမယ်နော်ညလုံးလေးတွေမှိတ်ထားနော်တခါတော့ကပေါ့ဟင်းမဝင်တာတောင်တန်းကြီးရဲ့အနီးမှာကေလာသားလို့ခေါ်တဲ့တောင်ကြီးတစ်လုံးရှိတဲ့အဲ့ဒီတောင်ကြီးပေါ်မှာနတ်တွေအများကြီးနေထိုင်ကြတယ်နတ်ပြက်ကလေးလည်းအပါဝင်ပေါ့အဲ့ဒီနတ်ကလေးကလေသူတစ်ပါးဘာပဲဖြစ်ဖြစ်ခယူးမဆိုင်ဘူးမိမိပျော်ရွှင်ဖို့ကိုပဲအဓိကထားပြီးတော့သူတစ်ပါးကိုနောက်ပြောင်ကြည်စေရတာကိုပဲဝါသနာပါတာတဲ့အပြောင်ပြက်တွေပဲလှုပ်လေးရှိရကြောင်းနတ်တွေကသူ့ရဲ့နာမည်အရင်ဦးတော့မခေါ်တော့ပဲနတ်ပြက်ကလေးလိုပဲခေါ်ကြတော့တာပေါ့ဒါကြောင့်ဒီနေ့အထိသူ့ရဲ့နာမည်အရင်ကဘသူပဲဝါလဲဆိုတာဘသူမှမသိကြတော့ဘူးတဲ့ကွယ်တနေ့ကျတော့နတ်ပြက်ကလေးရဲ့အမေကသူ့ကိုခေါ်ပြီးတော့ပြောတယ်ဟဲ့သားနင်လဲကြီးပြင်းလာပြီပဲဤသားနတ်မင်းကြီးစီကိုသွားပြီးအမှုတော်ထမ်းမအောင်လားအစွမ်းတတိထူးတွေသွားတောင်းချီတော့လေကလေးတို့ကြီးနတ်တွေမှာထုံးစံတစ်ခုရှိရဲ့လေနတ်ဖြစ်လာပြီဆိုရင်မိုးပေါ်ပြန်နိုင်တာလူတွေမမြင်အောင်နေနိုင်တာတော့အခြေခံပဲပေါ့ဒါပေမဲ့အဲ့ဟာထက်ပိုထူးကြတဲ့အစွမ်းတွေကိုတော့မိမိလှုပ်ဆောင်ချက်အလိုက်နတ်မင်းကြီးစီမှာ၃ခုစီတောင်းခံနိုင်ပါတယ်တဲ့အဲ့ဒီအစွမ်းတွေရဖို့ဆိုရင်နတ်မင်းကြီးကခိုင်းတဲ့အလုပ်၃ခုကိုကျေနပ်အောင်လုပ်ပေးရတာပေါ့ကွယ်ဒီလိုနဲ့နတ်ပြက်ကလေးလည်းနတ်မင်းကြီးစီကိုထွက်လာခဲ့တယ်လမ်းမှာခါချင်ထုတ်ကြီးတထုပ်ပြုတ်ကျနေရတွေ့တော့ဖက်ရွက်တွေနဲ့ပတ်ပြီးယူလာခဲ့တာပေါ့ခဏနေရောတစ်ပင်ရဲမှာအိပ်ပျော်နေတဲ့နတ်ကြီးတစ်ပါးကိုတွေ့ရောအသက်ကြီးရဲ့နတ်ဆိုတော့မန်ကိုင်းကအရှိကြီးပေါ့မန်ကိုင်းဆိုတာနတ်တွေခေါင်းပေါ်မှာစောင်းတဲ့အုတ်ထုပ်အရှိကြီးတွေကိုပြောတာလေနတ်ပြက်ကလေးရဲ့မန်ကိုင်းကတော့ခလေးဆိုတော့ပူပြက်ပြက်လေးပေါ့ကွယ်နတ်ပြက်ကလေးကဘာလုပ်လဲဆိုတော့နတ်ကြီးရဲ့မန်ကိုင်းနဲ့ကိုခါချင်ထုတ်ကြီးထည့်လိုက်တယ်လေပြီးတော့မှအောင်မဲဦးရဒီမှာလာအိတ်နေရကိုဦးရဲ့ဗိမ့်မမီးလောင်နေပြီဗျအဲ့လိုអော်ပြီးလှုပ်နှိုးလိုက်တာပေါ့နတ်ကြီးကလည်းအိတ်မောကြနေရကနေပြူတူပြဲတဲ့နဲ့နိုးလာပြီးတော့မန်ကောင်ဇွတ်ခနဲ့ကောက်ဆွတ်လိုက်တာအထေကခါချင်းထုတ်ကြီးကလည်းဖောက်ခနဲ့ပောက်သွားပါလေရောခါရှင်တွေကနတ်ကြီးရဲ့ခေါင်းကိုဒေါသတကြီးနဲ့ကြိုက်ခဲတော့တာပေါ့နတ်ကြီးလေခါရှင်ကြိုက်လို့ခုံဆွနေပေါ့ကွယ်နတ်ပြက်ကလေးကတော့ဘိုက်ကိုနှိပ်ပြီးရီးလို့ဟာ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 ဦးကတိတ်ကြည့်လို့ကောင်းတာပဲပတ်ပေတော့ဘုံပတ်ပေတော့ဘုံအဲ့လိုပါဇက်ဆိုင်တီးပြီးထွက်ပြေးသွားတော့တာပေါ့အကယ်၍သူသာအဲ့ဒီနေရာမှာဆက်နေရင်နတ်ပြက်ကလေးမဟုတ်တော့ပဲနတ်ပြားကလေးဖြစ်သွားမှာပေါ့နော်ဒီလူနဲ့ခရီးကိုဆက်လာရင်တနေရာရောက်တော့တဘာဝအလှအောင်ငေးနေတဲ့နတ်ကြီးတစ်ပါးနဲ့အိတ်နေတဲ့ကြားကြီးတစ်ကောင်တွေ့ပြန်ရောနတ်ပြက်ကလေးကနတ်ကြီးရဲ့တောင်ရှိပစိုးစားနဲ့ကြားမိကိုရှီနှောင်ပေးလိုက်တယ်လေပြီးရောမှဘဘကြီးအဲ့လိုခေါ်လိုက်တော့နတ်ကြီးကဟာလန့်တော့ကွာဘာပြောမလို့တော့ဘဘကြီးဘာလုပ်နေရလဲဟေးငါလားတဘာဝရှုခင်အလှပတွေကိုအာယုံခံစားနေရပေါ့ကွာအဲ့မှာနတ်ပြက်ကလေးကပြန်ပြောလိုက်တယ်ဟုတ်တာပေါ့တီးရွက်စိမ့်စိမ့်လေးတွေအဝါရောင်အနီရောင်တွေနဲ့တိတ်လှတာပဲဒါပေမဲ့ဒီကြားကြီးကတတ်တတ်ရှုပ်နေရနော်သူကတဘာဝရဲ့ရန်သူပဲဘဘကြီးရဲ့ဒါကြောင့်ကြားကြီးကိုမောင်းထုတ်လိုက်ပါလားဗျာရော့ဒီမှာဒုတ်အဲ့လိုပြောပြီးနတ်ကြီးကိုဒုတ်တချောင်းပေးလိုက်တယ်နတ်ကြီးကလည်းဘယ်ပြောကောင်းမလဲသူရဲ့တဘာဝအလှကိုကြားကြီးကရှုံနေတယ်ဆိုပြီးဒုတ်ကိုယူပြီးကြားရဲ့တင်ပါကိုပိတ်ရိုက်လိုက်တာပေါ့ကြားကြီးကလန့်ပြီးရှေ့ရရှုံပုတ်ကိုလွှားခနဲ့ခုန်ပြေးလိုက်တယ်နတ်ကြီးရဲ့ပစိုးစားကြားမိမှာဆွဲထားတာလေဒီတော့နတ်ကြီးရဲ့ပစိုးလဲပြေကျသွားတာပေါ့နတ်ကြီးမှလည်းပစိုးပြေကျမှာဆိုလို့လက်နှစ်ဖက်နဲ့စုပ်ကင်ပြီးကြားရဲ့နောက်ကိုကော့လန်နဲ့ပါသွားပါလေရောနတ်ပြက်ကလေးကတော့ထုံးစံအတိုင်းပါဇက်ကြီးပြဲအောင်ရည်ပြီးထွက်လာခဲ့တာပေါ့ဒီလိုနဲ့နတ်မင်းကြီးစီကိုရောက်သွားတယ်ကောင်းကလေးမင်းဘာလို့ရှိလို့လဲကျွန်တော်မျိုးအရွယ်ရောက်ပြီမလို့တတ်သိထူ၃ခုကိုပေးသနာတော်မူပါဗျာနတ်ပြက်ကလေးကအဲ့လိုမျိုးတောင်းဆိုလိုက်တယ်နတ်မင်းကြီးကဥယျာဉ်တော်ဘက်ကိုလက်ညှိုးညွှန်ပြတော့နတ်ပြက်ကလေးကလက်ညှိုးတက်ရနန်းတော်တိုင်ကြီးကိုဖတ်တတ်ပါလေရောနတ်မင်းကြီးကဟဲ့ဘာဖြစ်တာလဲအရှင်ဖေကလက်ညှိုးညွှန်ပြတော့တက်ခိုင်းနေမှတ်လို့ပါဖေ။ဩငါစဉ်းစားနေတာပါကွ။ငါသမီးတော်၃ပါးစီကိုသွား။သူတို့ခိုင်းတာတစ်ခုစီလုပ်ပေးခဲ့။သူတို့ကျေနပ်မင်းကိုတတ်တိထူ၃ခုပေးမယ်။ဒီတော့နတ်ပြက်ကလေးကသမီးတော်၃ပါးနဲ့သွားတွေ့ပထမဆုံးသမီးတော်အငယ်လေးကပပဒေဝီသူကတစ်ပင်ဆိုင်ဖို့တွင်းမတူးရသေးလို့ညင်းနေတာဒီတော့နတ်ပြက်ကလေးလည်းသမီးတော်တစ်ပင်ဆိုင်ဖို့တွင်းတူးပေးလိုက်တာပေါ့ဒုတိယသမီးတော်ကအာဘာဒေဝီသူကတော့ကြံချောင်းကိုကြိုက်စားလို့မရလို့ညင်းနေတာဒါနဲ့နတ်ပြက်ကလေးလည်းကြိုက်တာမြင်းမြဲကြိုက်တာအဲ့လိုပြောပြီးတင်းဆွဲပေးလိုက်တာကြံရိုးကတောက်ကနေပြတ်သွားပြီနတ်ပြက်ကလေးမှာတော့ပလက်လန်ကြပြီးရှက်တောက်တွေမိုးပေါ်ထောင်သွားတာပေါ့အာဘာဝတီသမီးတော်လေးကတော့
နက်ပြက်ကလေးကိုကြည့်ပြီးခွတ်ထူခွက်လန်းရည်နေတော့ပေါ့နောက်ဆုံးသမီးတော်အကြီးဩဘာဒေဝီလည်းသပင်ဖြူတွေရားလို့ညီးနေတာဒီတော့နက်ပြက်ကလေးကသပင်ဖြူတွေကိုတပင်ချင်းဆွဲနှုတ်ပေးလိုက်တယ်ဒီလိုနဲ့သမီးတော်သုံးပါးရဲ့အလိုဆန္ဒတွေကျေနပ်အောင်ဖြည့်ဆည်းပေးပြီးနတ်မင်းကြီးစီကိုပြန်သွားတော့တာပေါ့နတ်မင်းကြီးကလည်းကျေနပ်သွားပြီးတွင်ဖြစ်စေနိုင်တဲ့အစွမ်းအရာဝတ္ထုကိုရှေ့ပြီးစမ်းထွက်စေနိုင်တဲ့အစွမ်းနဲ့မြဲနေတာကိုကျွတ်ထွက်စေတဲ့အစွမ်းဆိုပြီးတတိထူ၃မျိုးကိုပေးလိုက်ပါတယ်။နက်ပြက်ကလေးလည်းဒီအစွမ်းတွေကိုလူတွေစီမှာစမ်းသပ်တော့တာပေါ့။ဒါပေမဲ့ကောင်းတဲ့ဘက်ကနေစမ်းသပ်ခဲ့ရတော့မဟုတ်ပါဘူး။သူပျော်ရွှင်နိုင်မှုအတွက်သူတစ်ပါးကိုဒုက္ခလိုက်ပေးပြီးစမ်းသပ်ခဲ့တာပါ။လမ်းမှာတွေ့ရဲ့ထင်းတိုက်လာတဲ့ကိုလှကြီးရဲ့လှဲရှိမှာတွင်းကြီးတစ်ခုကိုဖန်တီးလိုက်တယ်။လှဲကြီးကတွင်းထဲကိုကျသွားတော့ကိုလှကြီးလည်းဂျွန်းပြန်ကျသွားတာပေါ့။ဒါကိုကြည့်ပြီးနက်ပြက်ကလေးကဘိုင်းနှိပ်ပြီးအော်ရီလိုက်လို့ကိုထင်ပြမိသွားပါတယ်လူတွေကသူ့ကိုတွေ့တော့ဒုက္ခရအောင်လုပ်တဲ့နက်ကလေးဆိုပြီးမုန်းတီးကြတာပေါ့ဒီရောနက်ပြက်ကလေးလည်းထွက်ပြေးရပါတယ်နောက်တနေရာကိုဆက်သွားတော့မောင်းထောင်းနေတဲ့အဖွားကြီးတယောက်ကိုတွေ့လိုက်ရတယ်တဲ့နက်ပြက်ကလေးလည်းတက်သိပညာမနေသားဆိုတဲ့အတိုင်းပဲသူ့ရဲ့အစွမ်းတွေကိုထုတ်သုံးပြီးစပြန်ပါတယ်အဖွားကြီးရဲ့နှာခေါင်းကိုအရှိကြီးစမ်းထွက်အောင်လုပ်လိုက်တော့ကြည်ပွေးနဲ့ထောင်းမိပြီနှာခေါင်းကြီးကပြားသွားပါလေရောအဖွားကြီးကနာကျင်လို့အော်နေပေမဲ့နက်ပြက်ကလေးကတော့ရည်နေရပေါ့ဒီတခါလဲအရန်ရည်လုံးလို့ကိုထင်ပြမိသွားပါတယ်လူတွေလည်းသူ့ကိုမုန်းတီးရဲ့မျက်နှာတွေနဲ့ကြည့်ကြပေါ့တနေရာရောက်ပြန်တော့လဲစကားပြောနေတဲ့လူတယောက်ရဲ့သွားတွေကိုကျွတ်အောင်လှုပ်လိုက်ပြန်ရောနက်ပြက်ကလေးကအရင်တော့ကတော့နက်တွေကိုဒုက္ခပေးတယ်အစွမ်းထူးတွေရသွားတော့လူတွေကိုပါလိုက်ပြီးတော့ဒုက္ခပေးနေခဲ့ပါတယ်တဲ့ဒီရောလူတွေရောနက်တွေရောသူ့ကိုအရန်မုန်းသွားပြီးနတ်မင်းကြီးစီကိုသွားတိုင်ကြတော့တာပေါ့ကွယ်ဒီလူနဲ့နတ်မင်းကြီးလည်းအရန်ကိုစိတ်ဆိုးပြီးနက်ပြက်ကလေးကိုဒဏ်ခတ်လိုက်ပါတယ်ဒါတွေကိုနက်ပြက်ကလေးကတော့မသိသေးပါဘူး။ရှောင်းတဲ့ငါးတွေကိုသူ့အစွမ်းနဲ့ဒုက္ခပေးပြီးရင်းနေတော့မှာပဲ။အဲ့ဒီအချိန်မှာပဲရုတ်တရက်ဆိုသလိုသူ့ရဲ့ကြောကုန်းမှာကြီးမားတဲ့ဘူကြီးပေါက်လာပြီးခါကြီးလည်းကုန်းသွားပါလေရော။ဒါနဲ့နက်ပြက်ကလေးလည်းအယံလန့်သွားတော့တာပေါ့။နက်တွေကိုလိုက်ပြီးအကူအညီတောင်းမိမယ်။ဘယ်သူမှသူ့ကိုမကူညီကြဘူးတဲ့ကွယ်။အဲ့ဒီနေရာစပြီးသူ့နာမည်ကအရင်ကနက်ပြက်ကလေးအခုတော့နက်ပြက်ကလေးဘူးဘူးလို့ဖြစ်သွားတော့တာပေါ့။နက်ပြက်ကလေးဘူးဘူးလည်းနောင်တတွေရလာပြီးသူ့ရဲ့အမေစီကိုအကူအညီသွားတောင်းပါတယ်။သူ့ရဲ့အမေလည်းဘာမှမတတ်နိုင်တာမလို့နတ်မင်းကြီးစီကိုသာသွားတောင်းမှမှာတော့သားရဲ့လို့ပြောလွှတ်လိုက်ပါတယ်။နတ်မင်းကြီးလည်းမင်းကိုအပြစ်ပေးတာကွ။မင်းအပြစ်ကိုသိရင်လူတွေစီကိုသွားပြီးတော့ကောင်းကျိုးပြုဒါဆိုရင်ငါဒီအပြစ်ပေးတာကိုရုပ်သိမ်းပေးမယ်လို့ပြန်ပြောလိုက်တဲ့ကွယ်။ဒီလူနဲ့နတ်ပြက်ကလေးဘူးဘူးလဲစိတ်ညစ်ညစ်နဲ့ပြန်ပြီးတော့ထွက်လာခဲ့တယ်။ရွာတရွာကိုရောက်မှာတော့ရေကန်ကြီးကခန်းနေလို့လူတွေစိတ်ညစ်တရားကိုတွေ့လိုက်ရပါတယ်။ဘူးဘူးလဲသူ့ရဲ့အစွမ်းနဲ့ရေကန်ထဲမှာတွင်းနက်ကြီးကိုဖန်တီးပေးလိုက်တယ်။ဒီတော့ရေတွေလည်းပန်းထွက်လာပြီးရွာသားတွေလည်းအယံကိုပျော်သွားကြတာပေါ့။နောက်ပြီးဝါးပင်တွေခုတ်လို့မရလို့ခက်ခဲနေတဲ့သူတွေကိုလည်းဝါးပင်တွေအမြင့်ကကျွတ်ထွက်လာကူညီပေးခဲ့ပြန်ပါတယ်တဲ့ကွယ်။ဒါပေမဲ့လူတွေကသူတို့အလုပ်တွေနဲ့သူတို့မလို့ဘူးဘူးကိုကျေးဇူးတင်ရကောင်းမှလည်းမသိကြဘူးတဲ့ကွယ်ဒီတော့ဘူးဘူးလေးကလည်းကောင်းတဲ့အလုပ်ဟာကောင်းကျိုးပြန်မပေးနိုင်ဘူးလားလို့တော့ညင်းမိတာပေါ့ဒါပေမဲ့မကြခင်မှာပဲရွာသားတွေအားလုံးရောက်လာပြီးသူ့ဝိုင်းရှင်းမြင်ကြပါတယ်တဲ့နက်ပြက်ကလေးဘူးဘူးတတ်တော်ရကြောချေပါစီလို့ဆုတောင်းပြီးကျေးဇူးတင်ကြတာပေါ့ကြေလာတာတောင်ကနက်တွေကလည်းဘူးဘူးလေးရဲ့အကြောင်းစုံကိုသိသွားတော့ပြန်ပြီးတော့ချစ်သွားကြတာပေါ့နက်ပြက်ကလေးဘူးဘူးကလည်းသူ့ကိုချစ်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်တဲ့အကြောင်းကိုပြောဖို့မတ်တက်ရက်လိုက်တဲ့အခါမှာတော့ကြောပေါ်ကဘူကြီးကချက်ချင်းပျောက်ကွယ်သွားပါတဲ့အရင်လိုပြန်လှပသွားတဲ့နက်ကလေးဟာအခုဆိုရင်တော့တခြားသူတွေကိုဒုက္ခမပေးတော့ပဲအားလုံးကချစ်ခင်ရတဲ့နက်ကလေးဖြစ်သွားပါတော့တယ်ကွယ်ကဲကလေးတို့ဤပုံမြင်လေးကတော့ဒါပါပဲနော်နက်ပြက်ကလေးဘူးဘူးကအစတုန်းကတော့သူတစ်ပါးဒုက္ခရောက်တာကိုကြည့်ပြီးပျော်ခဲ့ရလေဒါပေမဲ့အဲ့ဒါလိုလုပ်ခဲ့လို့သူ့ရဲ့ကြောမှာရုပ်ဆိုးလာတဲ့ဘူကြီးပေါက်လာပြီးဘယ်သူမှမချစ်ကြတော့ဘူးပေါ့ဒါပေမဲ့ဘူးဘူးကအမားကိုတီးပြီးပြင်ဆင်ခဲ့တယ်သူတစ်ပါးကိုကူညီပြီးစေတနာထားလိုက်တဲ့အခါမှာတော့သူ့ရဲ့ရုပ်ဆိုးတဲ့ဘူးကြီးကအလိုလိုပျောက်ကွယ်သွားပြီးအားလုံးကပြန်ချစ်လာကြတယ်မဟုတ်လားဒါကြောင့်ကလေးတို့လည်းမှတ်ထားကြနော်ကိုကသူတစ်ပါးပေါ်မကောင်းတာလုပ်ရင်ကိုယ်စီမှာပဲမကောင်းတဲ့အကျိုးဆက်တွေပြန်ပေါ်လာတတ်တယ်ဆိုတာရဲ့ကိုကသူတစ်ပါးပေါ်စေတနာထားပြီးကိုညီရင်တော့လူတိုင်းကချစ်ခင်ပြီးကိုယ့်ရဲ့ဘဝလေးကလည်းလှပလာပါလိမ့်မယ်အမားလုံးမိရင်လေဘူးဘူးလိုမျိုးအမြန်ဆုံးပြင်ဆင်မှုမမိနေဘူးနော်ကဲဒီနေ့တော့ဒီလောက်ပဲနော်မမပြပြရဲ့ပုံမြင်လေးနားထောင်ပြီးအိပ်ပျော်နေပြီလားခေါင်ခေါင်အိမ်နော်အိမ်မလှလှမပါစီလို့မမဆူတောင်းပေးလိုက်ပါတယ်ကွယ်